ပြီးပြီဆိုလို့ရှိရင်သူ့ကို duplicate ဆိုပြီးတော့ဒီမှာပွားလိုက်နောက်တစ်ခုအဲ့ဒါဆိုအပေါ်မှာတက်သွားတယ်နော် control Z ပြန်လောက်လိုက် undo ပြန်လောက်လိုက်မယ်ဒီဘက်အပေါ်ထောင်းကဟိုလုံနေတဲ့လမ်းနဲ့နောက်ပြန်သွားခြင်းနဲ့ရှေ့ပြန်သွားခြင်းနဲ့ဟိုနောက်ကိုပြန်သွားခြင်းဒီမှာဘယ်ဘက်တော့မြာဘယ်ဘက်ကိုကိုးတဲ့မြာနဲ့ undo ဟိုredo ပြန်လောက်လိုက် undo ကိုကြည့်ခြင်းနဲ့ဆိုရင်ဒီမှာredo ပြန်လောက်လိုက်နော်အဲ့တော့ဒီမှာရှေ့နဲ့နောက်နဲ့ပေါ်ကလေးတစ်ခုချင်းစီသွားခြင်းနဲ့ကိုဖြတ်တာတစ်ဆင့်ချင်းသွားခြင်းဒီမှာသွားပြီးရင်ရှေ့ဆိုရင်ဒီမှာနောက်ဆိုရင်ဒီမှာဆိုလို့ရှိရင်ဒါနောက်ကဟုတ်လားဒါရှေ့ရောက်အဲ့ဒါကိုရှေ့ကိုပြန်သွားခြင်းနဲ့ဆိုရင်အဲ့ဒီနေရာပြန်နှိပ်လိုက်တစ်ချက်ဒါဆိုရင်ဒါစောနောက်ကိုပြန်ရောက်သွားပြီနောက်ကိုပြန်သွားခြင်းနဲ့အဲ့ဒါအဲ့တော့ခုနက duplicate လောက်ထားတာဖြစ်တဲ့အတွက်သူ့ကလစ်ကိုဆက်လက်ပေးပြီးရင်ဒီမှာ duplicate ဆိုတဲ့နေရာပါတယ်အဲ့ duplicate ကိုနှိပ်လိုက်ရင်ရတယ်အဲ့ဒါဆို3ခုဖြစ်သွားမှာမသိဘူးဟော2 line မရအဲ့တော့အဲ့ဖြစ်သွားပြီဆိုရင်သူ့ကိုတခါကိုလုံးမဲ့ဟိုဟာလေးကိုဆက်လက်ပေးလိုက်ဆက်လက်ပေးပြီးတော့သူ့ကိုဒီဘက်နဲ့ဆွဲကြလိုက်ဆွဲပြီးတော့မှနည်းနည်းတော့လက်ဝင်တယ်ဘာလို့လဲတော့ဖုံးနေဆိုရင်ဆွဲလာဟိုလာရင်တော့နည်းနည်းခြေလိုက်ဆွဲလာပြီးဒီနေ့မှာစာပြန်ပြောင်းမှဖြစ်တဲ့အတွက်နော်ခုန duplicate ယူလိုက်တာဆိုတော့အဲ့ဒီနေရာအဲ့ဒါကိုဟိုသူ့ကိုဘယ်လိုလုပ်မလဲဆိုတော့သူ့ကိုဆက်လက်ပေးတာကိုလိုချင်တာဥမာဒီနောက်ကလစ်ရဲ့ဒီလောက်မှလိုချင်တာဖြစ်တဲ့အတွက်တက်ကလစ်ကိုတစ်ခုဆိုအဲ့တော့သူကဆက်လက်ဝင်နေဖြစ်တဲ့အတွက်ဒီ split ဆိုတဲ့နေရာအဲ့တော့နှင်းအဲ့ဆက်လက်ပေးထားတဲ့ split ကပြတ်မှာအဲ့တော့ split ကိုနှိပ်လိုက်ဟိုဘက်ပြတ်သွားတော့ဒီဘက်ကိုနည်းနည်းတိုးပြီးတော့ split ပေးတဲ့ဟိုသူဆက်လက်ပေးလိုက်ပြီးဒီမှာ delete နှိပ်လိုက်ညာဘက်တော့အပေါ်ကညာဘက်တော့ delete ကိုနှိပ်လိုက်အဲ့ဒါဆိုရင်အဆင်ပြေသွားအဲ့တော့အဆင်ပြေသွားပြီဆိုရင်အတူပဲလောက်မှာတော့ play ကြည့်လိုက်ကိုစိတ်ကြက်ပြီးမင်္ဂလာပါခင်ဗျဟုတ်ပြီအဲ့ဒီမင်္ဂလာမှာပထမနေရာကိုဒီနေရာကို edit ပြန်လုပ်ချင်တော့ color နေရာကိုစာပြန်ချိန်ရင်တော့ color နေရာကိုတောင်းမယ်ဟိုကြိုက်တဲ့ဟာပြောင်းကြည့်ရေလို့ background ကြိုက်ရင်ဆိုရင် background ကိုထားကြည့်ဖို့စိတ်ကြက်ပေါ့ background မှာ opacity ပါမယ် radius ပါမယ်အဲ့ button white button ပါမယ်အဲ့ဒါဘယ်ညာထက်အောက်ပေါ့အမှအဆုံးကိုစိတ်ကြိုက်ဒီအောက်မှာတော့ချိန်လို့ရတယ်အဲ့တော့ background ကိုဒီလောက်လေးတော့ပြီးရင်သူကဒီမှာဟိုတော့ radius ကဒီ down ရိုးတွေပါညာဒီလိုလေးထားလိုက်မယ် radius ကိုအဲ့လောက်အကုန်ထားလိုက်မယ်တရားပြီးရင်တော့ပန်းတင်းကဘယ်ညာပြန်ခွဲတော့ဒီလောက်ဆိုတော့ပြီးရင် y ပန်းတင်းကထက်အောင်အဲ့တော့အဲ့ရ y ရဲ့ဒီမှာဟွာပေါ့အဲ့ပါအဓိကတော့အဲ့ရ y radius ရဲ့ကျန်တာတော့တိတ်ပြီးမလုံးဘောလို့ကြည့်အများကြီးတော့မပါပါဘူးအဲ့တော့ဟိုအဓိကတော့ဘာပဲဖြစ်ဖြစ်လောက်ကြည့်တာကိုတိသွားတာပဲဟာဘာလို့မလောက်ဘူးဆိုရှေ့ကပြောပြလဲနောက်ကလိုက်မလို့ရင်မလောက်တော့ဟိုလောက်ကြည့်ဒီတကယ်တမ်းကျရင်ဒီကောင်ဘယ်လိုပြောမလဲဆိုတော့ဒီဗီဒီယိုတစ်ခုမဟုတ်ဘူးအနည်းဆုံး10မိနစ်2မိနစ်စာလောက်ကိုပထမဦးဆုံးစလုပ်တဲ့အချိန်မှာဒီအရေးသူအရန်ကောင်းအောင်မဆိုင်ဖက်နဲ့မြင်သဘောတရားနားလည်အောင်10မိနစ်2မိနစ်စာလေးကိုပုံမှန်2ရက်တစ်ခု3ရက်တစ်ခုအဲ့လိုလုံနေသူကကျွမ်းသွားတာအဲ့တော့အရင်သိပြီးတော့ဟိုဖြစ်တာတော့မဟုတ်ဘူးပြီးရင် share တို့ပါမယ် share တို့ကပို့ထည့်ရင်ထည့် share တို့ကလာလိုက်ရည်လာမှာအဝါရောင်အဲ့မှာဟိုနောက်မှာပန်းသားလေးမှာ share တို့ပို့လိုက်ပြီးရင်ဒီမှာဗလားအဲ့ဗလားဝါတာဒါပေမဲ့ဗလားဝါတာဆိုပေမဲ့ဒီမှာလာမဝါဘူးသူကတက်ရောက်မှုမရှိသေးလို့ဝါတာလေးဖြစ်တာသူကမှဗလားအကုန်တင်လိုက်မှနောက်မှာသူအယောင်ကဟောမဖြစ်တော့မသိအောင်အညူပြောင်းလိုက်မယ်ဗလားဝါလာမဝါလာဆိုရင်ဒီမှာဗလားဒီမှာအဲ့လိုမျိုးလေးဝါလေးဖြစ်လာတာအဲ့တော့ခဏဘာရောင်တော့ဒီကောင်အဲ့ဒီမှာဝါရောင်ဒီအစိမ်းရောင်လေးထည့်တာအဲ့ light နောက်ပန်းစည်းနဲ့အောက်အရောင်ရှိတော့ပြီးရင်အဲ့ဒါပြီးတော့ဆိုရင်သူကဒီမှာ apply to all ဆိုလောက်ခိုင်းနေတာစမစရန်တက်ဒီထက်တဲ့ no cancel ရေးပြလာတာဒီဟာကိုခုန apply to all လောက်လိုက်တာနဲ့ဟိုနောက်မှာဒီမှာဒီ test မှာသွားပုံပါနော်ခုနကျွန်တော်ဒီမှာ click တစ်ခုပဲလောက်တာမလားအဲ့ဒါကိုအဲ့ဒီပုံစံတိုင်းကိုဒီမှာမမြင်ရတော့အဲ့တော့သူ့ဒီမှာကြလည်းပြန်ပြောင်းပေးအောင်အဲ့တော့ခုနပြောတဲ့ select ပေးပြီးတော့ကိုပြင်ရင် color တွေကိုသွားပြီးတော့ဒီမှာstroke ဒီမှာလာမယ် stroke ပါမယ်ဒီမှာတက်စာပြန်လို့ပြီးရင် stroke က line နေနောက်ကျမှဖြည်းဖြည်းသုံးသွားပြီးရင် shadow
ပြီးရင် background အဲ့ဒါ background က background ကိုရွေးလိုက်မယ်ဆိုခုနကကျွန်တော်ထည့်ထားမှာကျွန်တော်ဘယ်လောက်ထည့်ထားလဲ background တော့ဖြစ်နေ background ဖြစ်နေ background ရဲ့ဒီ opposite ဒီကအကြောင်းအပြည့်ထည့်ထားမှာမင်္ဂလာပဲနောက်မှာအဲ့ဒါကိုအဲ့လောက်ကြီးအဆင်မပြေဘူးမလှတော့50လောက်ထားလိုက် okay ခံမှန်းကြီးရတယ်အဲ့လောက်ဆိုရင်ကြည့်ရတာလှပါတယ်အဲ့တော့တော်ပြီဆိုတော့ဒါဒီလောက်ပဲရော click ဆိုကိုအတန်မလာသေးဘူးတန်းပြီးရမှထည့်တော့ okay ရလာပြီအဲ့ပြင်ဒီနေရာမှာစာပြောင်းမယ်ဆိုတော့စာရေးဖို့အဲ့ဒီ select ပေးပြီးတော့ပြီးရင်ညနေပြန်ပြောင်းလိုက်ဆိုဟောဟုတ်ကဲ့ကောင်းကြပါတလားတော်ပြီလောက်ပါအဲ့တော့အဲ့ကောင်ကိုတခါခုနကဒီသူ့ဟို select ပေးလိုက်မယ်ပေးပြီးတော့ဒီအောက်က color ဆိုတဲ့နေရာရှိတယ် color အဲ့